အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ပမတက်တော်ကရေဖို့မူဆိုးပဲဖြစ်ပါတယ်ကျွန်တော်တို့ခုပြောချင်တာကတော့ကျွန်တော်တို့ရဲ့ Japanese ဆိုတဲ့ဖေကအခုဆိုရင်တပတ်တာချင်းကိုရောက်ရှိနေပါပြီအခုလိုလောက်ဆောင်နိုင်မှုအတွက်ကျွန်တော်တို့နောက်ကနေကျွန်တော်တို့ရဲ့ဆရာဘုံမှုတိုက်ကနေပြီးတော့ကျွန်တော်တို့ကိုအားပေးစကားကျေးဇူးစကားတွေကြောင့်ကျွန်တော်တို့အခုလိုဗီဒီယိုလေးတွေအာသာဗီဒီယိုလေးတွေကိုတက်တက်ကြွကြွနဲ့လောက်ဆောင်နိုင်ခြင်းဖြစ်ပါတယ်အဲအကြောင်းမို့ကျွန်တော်တို့ရဲ့ဆရာဘုံမှုတိုက်ကကိုလည်းဒီကနေပြီးတော့ကျေးဇူးတင်စကားဆိုချင်ပါတယ်ဒီပါကျွန်တော်ကတော့ဗမာတက်တော့အမှတ်3စီးစီးကိုပဲဒေတာမှာတောင်းထမ်းဆောင်နေတဲ့ရဲမေဝတ်တုံဖြစ်ပါတယ်ကျွန်တော်အခုပြောချင်တာကတော့ကျွန်တော်တို့မြန်မာစကားပုံမှာရှိတဲ့အတိုင်းပဲဆရာကောင်းရှိလို့ငကောင်းဖြစ်လာတဲ့ဆိုတဲ့စကားကိုကျွန်တော်တို့ဒီဘက်တွေအားလုံးရဲ့ပူဇာဆရာကိုဒီနေရာမှာရဲရဲဝုန်းကိုပြသချင်ပါတယ်ဆရာရဲ့စက်ကြက်ဖွားတွေအနှစ်နာခံမှုတွေနဲ့ဆရာရဲ့ပြည့်စုံမှုတွေကကျွန်တော်တို့အတွက်တော့မရှိစရာတစ်ခုဖြစ်ခဲ့တာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗမာတက်တော့အမှတ်3စီဦးစီးကိုပဲဒေတာမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်နာကပဲဖြစ်ပါတယ်တော်လိုင်းရေးဆိုတာကလက်နက်ကန်တိုက်ပွဲတစ်ခုတည်းမဟုတ်ပဲမျိုးဆက်တွေကိုစွန့်ရည်ပြေးဝအောင်ပြုစုပြောထောင်ခြင်းဆိုတဲ့ဆရာရဲ့ပုံမြတ်တဲ့စိတ်ဓာတ်ကိုကျွန်တော်တို့ရဲဘော်တွေအကုန်လုံးကအတိမတ်ပြုလျက်ပါဆရာအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗမာတက်တော်ကရဲမေစီးတာပဲဖြစ်ပါတယ်ဆရာတက်ကရဲလမ်းညွှန်မှုအောင်မှာတရားခဲ့ရတဲ့အတွက်ကျွန်တော်တို့တပည့်တွေကရဲရင်ချင်းထောက်မှတ်ခြင်းဆိုတဲ့စစ်ပဲဆိုင်ရာတော်ချင်းကိုရရှိခဲ့ပါတယ်လက်ဒီဘွားရဲ့စေကောမှုတွေကိုရဆိုင်နိုင်တဲ့အတတ်ပညာဉာဏ်ပညာပိုင်းဆိုင်ရာအတတ်ပညာကိုလည်းပိုင်ဆိုင်ခဲ့ပါတယ်ဆရာပေးတဲ့လမ်းညွှန်မှုတွေဟာကျွန်တော်တို့ဘဝကိုမှတ်ကမ်းတဲ့လမ်းကြောင်းပေါ်ကိုရောက်အောင်ပို့ဆောင်ပေးခဲ့ပါတယ်နောက်ပြီးတော့ကိုယ့်နေရာနဲ့ကိုတာဝန်ယူတဲ့တာဝန်သိတတ်ပြီးတော့အောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်အဲ့အတွက်ဆရာကိုကျွန်တော်ဒီကနေပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဗမာတက်တော့အမှတ်3စီဦးကိုပဲဒေတာမှာတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်ချစ်ပါကျွန်တော်ခုပြောနေတာကတော့ဆရာတိုက်ကရဲ့ညနေချက်ဒီတိုင်းတပည့်တွေကဆရာမျက်နှာကိုမြင်အောင်စူးစမ်းနေပါတယ်ကျွန်တော်တို့အမှန်တရားကိုချစ်တဲ့လူများတိုးတက်တော့အနာဂတ်ကိုတိုင်းနိုင်ငံလူများဖြစ်လာအောင်ပြုလုပ်ထုံပေးခဲ့တဲ့ဆရာတိုက်ကကိုလည်းကျေးဇူးတင်တဲ့ကောင်းပါပြီလေပါဆရာကျေးဇူးတင်ပါဆရာလေးရပါပါတော့ကောင်းကောင်းဆရာတိုက်ကဆရာရဲ့ကျေးဇူးများများကိုတပည့်များကဒီနေရာနေဦးညို့တော့ကောင်းပါပြီပါဆရာဆရာတူလို့ဆရာစီရနာမြင့်မြတ်လေးစားအပ်တော့ချစ်တော်ဆရာ